ဒီနေ့တော့ဘာနဲ့ပဲတွဲစားစားအရန်လိုက်ဖက်တဲ့အချင်းဆက်နီလေးတင်ပေးပါမယ်ဗျဒုတ်ထိုးတွေအကင်တွေအတုပ်တွေဘာလို့ကောင်းတာလဲဆိုအချင်းကောင်းလို့ပါနော်ပထမဆုံးအနေနဲ့စိန်တစိမ့်ငရုတ်စီအနှစ်ကိုအနီအောင်လေးသုံးပေးပါမယ်ပြီးရင်တော့မကြီးရည်လေးထည့်ပါမယ်ဗျငရုတ်သီးနဲ့ကြက်သွန်ပြူရောကြိတ်ထားတာလေးလည်းထည့်ပေးပါမယ်စားလေးနဲ့ထည့်ပါမယ်ဒါရှင်ခက်မုတ်ထည့်ပါမယ်အချိုမုတ်ထည့်လည်းရပါတယ်ဗျအချိုအတွက်ထညက်ရည်လေးထည့်ပေးပါမယ်ပြီးရင်တော့ရေလေးနဲ့ထည့်ပြီးနှောက်အောင်မွေလိုက်ပါမယ်ခင်ဗျအားလုံးကိုပွက်ပွက်ဆူအောင်ကြိုလိုက်ပါမယ်ဘာလို့ကြိုရတာလဲဆိုရင်ငရုတ်သီးစိမ့်ပါတဲ့အတွက်ပိုက်နာမှာစိုးလို့ပါဗျ10မိနစ်လောက်ပွက်ပွက်ဆူအောင်ကြိုပြီးဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့အချင်းရည်လေးရပါပြီဗျခဏလောက်အေးခံပြီးရင်နည်းနည်းလေးကြာရင်ထည့်စားလို့ရပါတယ်ဗျဒီချင်းရည်လေးကိုဝတ်သားတို့ထိုးနဲ့ပဲစားမလားကြက်သားတို့ထိုးနဲ့ပဲစားမလားပင်လယ်စာကြောနဲ့ပဲစားမလားဒါမှမဟုတ်ရင်အတုပ်တွေတုပ်တဲ့နေရာမှာပဲသုံးမလားဘက်စုံသုံးလို့ရပါတယ်ဗျဝတ်သားတို့ထိုးလုံးနီးလေးကိုလည်းရှေ့ဗီဒီယိုတစ်ပုဒ်မှာတင်ပေးထားပါတယ်ဗျကျွန်တော်သုံးထားတဲ့စိန်တစိမ့်ငရုတ်စီအနီအောင်တုပ်လေးကိုလည်းကွန်မန့်မှာပြပေးထားပါမယ်ဗျအခုလိုဟင်းချက်နီးလေးတွေမုံလုံးနီးလေးတွေကိုအမြဲတမ်းတင်ပေးသွားမှာမို့လို့ကျွန်တော်အကောင့်လေးကို follow လုပ်ပေးကြပါဦးခင်ဗျ